ကျွန်တော်တို့ဒီတစ်ခေါက်မှာတော့အလောင်းတော်ကတ္တဖဖျားဘူးခီးစဉ်ကိုစတင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်ခင်ဗျစတင်ထွက်ရှိခဲ့တာကတော့ကျွန်တော်တို့တကုံးမျိုးကနေညနေ9 နာရီလောက်မှာထွက်ရှိပြီးတော့အခုကျွန်တော်ရောက်ရှိတဲ့နေရာကဘော်ဒီထောင်မှာရှိတဲ့တော့ဒီကျွန်တော်တို့သာသနာ့ဗိမာန်မှာဒီကနေ့မနေ့တဲခိုပြီးတော့မှအခုချိန်ကစပြီးတော့ကျွန်တော်တို့ဒီမိုးရွာတစ်ခွင်လှည့်လည်ပြီးတော့မှဖျားဘူးခီးစဉ်ကိုစတင်မှာဖြစ်ပါတယ်အလောင်းတော်ကတ္တဖကတော့မနေ့ပြန်မနေ့တနားရီလောက်ကစပြီးတော့မှကားတွေစီးပြီးတော့လောင်းတော်ကတ္တဖကိုမနေ့မိုးလင်းငယ်မှာရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုရောက်နေတာကတော့ဘုံရမြို့ဘော်ဒီတစ်ထောင်ဖျားကြီးဖြစ်ပါတယ်ဘော်ဒီတစ်ထောင်ဖျားကြီးကိုကျွန်တော်တို့တက်ကုန်းမြို့နေပြီးတော့တက်ကုန်းမြို့ကနေပြီးတော့ဖျားဘူးအဖွဲ့လာရောက်လည်ပတ်ကြတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့တွေကစုပေါင်းပြီးတော့တစ်နှစ်ကိုလိုချင်တဲ့ခရီးကိုရောက်ဖို့အတွက်တစ်နှစ်တာစုဆောင်းပြီးတော့လာကြခြင်းဖြစ်ပါတယ်ဖျားဘူးလုပ်ငန်းလုပ်ခဲ့တာကျွန်တော်တို့ငယ်စဉ်တည်းကကျွန်တော်တို့အဖေစပြီးလုပ်ခဲ့တာပါကျွန်တော်တို့အဖေလုပ်ခဲ့တဲ့အလုပ်ကိုကျွန်တော်တို့ကဆက်ပြီးလှုပ်ဆောင်နေဖြစ်ပါတယ်။တနေ့ထဲမှာကျွန်တော်တို့ဖျားဘူးသွားတဲ့ခီးစဉ်များတော့ကျွန်တော်တို့အလောင်းတော်ကတ္တဖခီးစဉ်ရှေ့ဆက်တော်ခီးစဉ်ကြိုက်ထီးဦးမော်လမြိုင်ဖအန်ခီးစဉ်ကျွန်တော်တို့တောင်ကြီးအင်းလေးခီးစဉ်များကိုသူ့ဒေတာအလိုက်သူ့ယာဒီအလိုက်ကျွန်တော်တို့သွားနိုင်အောင်စီစဉ်ပေးပါတယ်။